ဒေသပြည်သူများကိုလူတန်းမဲ့ volunteer အဖွဲ့ရဲ့မျိုးစင်အားစတင်ထွက်ခွာတာဖြစ်ပါတယ်။ည9:45အချိန်ဖြစ်ပါတယ်။ဒါကတော့အဖွဲ့တစ်ကထွက်ခွာတာဖြစ်ပါတယ်ရှင်။ဖွဲ့ရတော့ပြည်သူ့ကျော်ကောင်းဆောင်တဲ့အဖွဲ့သုံးဖြစ်ပါတယ်။ဒီနေ့ကဆောလို့စိတ်နှလုံးတွေပျော်ရွှင်လန်းဆန်းကြပါစေဖြူစင်စိတ်ထားသာယာချမ်းမြေချီလန်းတိုင်းအောင်မပြေပညာဉာဏ်မြင့်မှာအခိုင်မာကိုချင်းတရားအယုသားဆုံးသာဖြတ်တန်းသွားညီညွတ်တဲ့ဒုက္ခအား